မိမရေအခုလိုမျိုးလေးစားချင်တာကြော်ကျွေးပါအောင်ဆိုလို့ဒီနေ့မှသူစားချင်တဲ့မယန်းဒီငပိကြော်လေးကိုကြော်ကျွေးဖြစ်ပါတယ်မယန်းဒီလေးကိုနှစ်ချမ်းခွဲပြီးအစီထုတ်ထားမယ်ပြီးရင်တော့အခုလိုမျိုးပပလေးတွေထားပေးလိုက်ပါမယ်အချင်းအရန်စူးမှဆိုလို့ကျမကစားလေးထည့်ပြီးတခြားနေတယ်ပြီးရင်တော့ရေကိုတခြားလေးစီးပြီးညှစ်ထားပေးလိုက်တယ်ပေါ့နော်အိုးရဲကိုစီထည့်ပြီးတော့စီပူလိုက်ရင်ကတော့ကြက်တွန်နီကြက်တွန်ဖြူစနွေးမုံအယောင်တင်မုံစိမ်းစားငပိလေးပါထည့်ပြီးတော့ငပိတွေကြေသွားတဲ့အထီကိုကြကြလေးစီတက်ပေးလိုက်ပါမယ်စီတာတက်လို့ငပိနဲ့လေးတွေမွေးလာပြီဆိုရင်ကတော့ထောင်းထားတဲ့ပစုံကြောက်ကလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့တခြားလေးသမတော့အောင်လို့ပြန်ပြီးတော့ကြော်ပေးလိုက်ပါမယ်အခုလိုကြော်ထားပေးလိုက်တာပစုံကြောက်တဲ့လေးလည်းမွေးလာပြီဆိုတော့မယန်းဒီလေးတွေထည့်မယ်အချုံမုံငန်းပြားရည်လေးထည့်မယ်ငရုတ်ဒီခွဲချမ်းလေးပါတခါတည်းထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ဒီနေရာမှာကျမကမယန်းဒီလေးတွေဤသွားအောင်လို့ဒီနွေးလေးနည်းနည်းလေးထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်အခုလိုရေလေးခမ်းလို့စီလေးပြန်လာပြီဆိုရင်ကတော့အရန်ကုန်မှာထမင်းစားလို့မိန်နဲ့မယန်းဒီငပိကြော်လေးရပြီပေါ့နော်အခုလိုမယန်းဒီငပိကြော်လေးရဲ့ပဲကြဆန်လေးရဲ့ထမင်းပူလေးနဲ့စားလိုက်ရရင်ကတော့အရန်ကုန်မှာထမင်းစားလို့မိန်စီမှာအတိအကျပါပဲရှင်